မေဇွန်လေအမြဲတမ်းအိယာထားနောက်ကျတတ်တော့ဒီလို makeup အိတ်လေးနှစ်ခုအမြဲတမ်းစောင့်ထားပါတယ်အဲ့ဒါဘာလေးလဲဆိုတော့ဒီနေ့ဖွင့်ပြပေးပါမယ်ဒီအသေးလေးကတော့ daily အတွက်ပေါ့နော်မေဇွန်ကအခါကျရင်အရင်နောက်ကျနေကိုယ့်ရဲ့ slim bag အိတ်ထဲကိုဟိုပစ္စည်းကောက်တဲ့ဒီပစ္စည်းကောက်တဲ့မကောက်ထည့်နိုင်တဲ့အခါကျရင်ဒီလိုအိတ်လေးယူသွားရင်ကိုကလမ်းသွားနေတဲ့ကားပေါ်မှာဖြစ်ဒါမှမဟုတ်ဆိုင်တစ်ဆိုင်သွားရဆိုဆိုင်ရောက်မှဖြစ်အဲ့လိုပြင်လို့ရအောင်အလွယ်တကူအချိန်မီတက်တာအောင်ဒါလေးလုပ်ထားတာပေါ့နော်အဲ့တော့မေဇွန် daily အတွက်ဘာလေးတွေစောင့်ထားတတ်လဲဆိုတာကိုဒီနေ့ဖွင့်ပြပေးပါမယ်ဒီအိတ်လေးရတော့မေဇွန်တစ်ခါ review ပေးဘူးတယ်မေဇွန် PR ခဲ့ပေးထားပါတော့ Kiora ဆိုတဲ့ brand လေးပါအဲ့တော့ဒါလေးဖွင့်ပြပေးပါမယ်ပထမဦးဆုံးတော့ဒီလိုရေမွေးလေးပေါ့နော်မေဇွန်မှာရှိတဲ့ရေမွေးပလင်းတွေကနေဒီဟာလေးကိုလို့ခွဲထည့်တဲ့ဟာလေးပါဒါလေးကများသောအားဖြင့်မေဇွန် daily အတွက်ဆိုရင်အနံ့ကိုလေးနှစ်ကင်းပတ်လဲစင်ပြေတဲ့အနံ့လေးတွေထည့်ထားတတ်တာပေါ့နော်နောက်တစ်ခုကတော့ဒီလို two way လေးဆောင်ထားတတ်ပါတယ်မျက်နှာကိုအဓိကတော့ဘလောက်ပဲအချိန်မမီမေဇွန် sun cream တော့တေချာလိမ့်သွားရပေါ့နော်အဲ့တော့ကိုကသွားစရာထူးနေရာတွေမရှိဘူးဒီတိုင်းပဲအပြင်သွားလာရုံနည်းနည်းလေးမျက်နှာလေးကိုပဲတက်ရှက်လုပ်ချင်တာဖြစ်တဲ့အတွက်ဒီလိုမျိုး two way လေးပေါ့နော်အဲ့တော့ sun cream လိမ့်ပြီးသွားရင်ကားပေါ်ရောက်မှမေဇွန်ဒီလို two way လေးနဲ့ပြင်းလှုပ်လိုက်တယ်ပေါ့နော်ခေါင်းစီကျိုးခေါင်းကိုအရန်အိုက်တက်တာဖြစ်တဲ့အတွက်သပင်တန်ကိုလည်းရှည်တာထားနေရမေဇွန်ကသပင်တန်မခံနိုင်ဘူးပေါ့နော်အဲ့တော့တကောင်းလုံးစီးဖို့နိုင်တဲ့ဒီလိုကျိုးအမာသားပေါ့နော်ဒါဆို3ပတ်လောက်ချီလိုက်မေဇွန်သပင်ကိုလုံးဝတင်းမြင့်လေးစီးလို့ရမယ်ပြီးတော့ပါနီလေးပါပါနီလေးကတော့ဒီ mix ပါတစ်သိက်လေဒါလေးကမေ့သွားပြီအဲ့ပါနီလေးပေါ့နော်သူကအမှန်တော့ lip ကောcheek ကောသုံးလို့ရတယ်ပေါ့နော်ကွန်ကန်နီ mascara ပေါ့နော်ဒါလေးဆိုရင်မိဆုံးပြင်သွားရင်ခုနပြောသလို sun cream လေးမိသွားရင် two way လေးပုတ်လိုက်မယ်ပြီးရင်ဒီကွန်ကန်နီ mascara လေးနဲ့မျက်ခုံးလေးချစ်လိုက်မယ်ပြီးပါနီလေးထည့်နှာခမ်းနီလေးဆိုရင်ဒါ daily အတွက်ကပြီးသွားပါပြီနောက်ပြီးတော့ဒီနှာခမ်းနီတွေပါနှာခမ်းနီရဒါနာရီရနှာခမ်းနီလေးပေါ့နော်ဒီသေးလေးရ1000ကျော်တောင်ပေးရတယ်တခုအဲ့တော့ကိုစိုးချင်တာဆိုလို့ရအောင်အိတ်ဆောင်လေးအသေးလေးနှစ်ခုရှိတယ်ပြီးတော့မိဆုံးကနှာခမ်းရင်းချောက်တဲ့ခါကျရင် lip gloss ဆိုချင်တာဆိုဒီ lip gloss လေးကအမြဲထည့်ထားတယ်ပြီးတော့ဒါလေးက Harry Hack ကအသစ်ထွက်တာတဲ့ဟာပေါ့နော်ကိုကမတ်တိုက်နှာခမ်းကြီးစိုးပြီးတော့မှနှာခေါင်းပြောင်လေးဖြစ်ချင်ဒီထိတ်လေးတွေထည့်ဖို့အတွက်မျိုးဆုံးဒါလေးစောင့်ထားပါနော်ဒါကတော့ daily အတွက်ယူသွားနေကြဟာလေးဖြစ်ပါတယ်နောက်တစ်ခုကတော့ဒီအကြီးပေါ့နော်ဒီအကြီးကြပါလဲဆိုကိုကလည်းအချိန်လည်းမမီဘူးဒါပေမဲ့ညနေကျရင်ဘာတငယ်ချင်းတွေနဲ့ချိန်ထားတာတို့ဒါမှမဟုတ်တနေရာသွားဖို့ချိန်ထားတာတို့ဆိုနောက်ကျနေရင်မျက်နှာပြောင်နဲ့သွားရင်လည်းမလှဘူးကွာအဲ့ခါကျရင်အဲ့ရထားနောက်ကျတဲ့ခါဒီလိုအိတ်လေးကိုတစ်ခါတည်းအစင်သေးဆွဲသွားပါတယ်ဒီထဲမှာဘာကြီးပါလဲဆိုတော့အမေဆုံးဖွင့်ပြပေးပါမယ်နံပါတ်1ကတော့ခေါင်းဖီးပါကျမတစ်နေ့လုံးဒီမှာခေါင်းကိုတစ်ခါလောက်တော့မဖီးပြဘူးပေါ့နော်အဲ့တော့ဒီလိုအသေးလေးဆောင်ထားပြီးတော့အမေဆုံးခေါင်းဖီးဖို့အတွက်ထည့်ထားပေးပါတယ်နောက်ပြီးတော့မဖြစ်မနေရတော့ခေါင်းစီကျိုးမာလေးပါဒါလေးလည်းစီးလို့ကောင်းပါတယ်နောက်တစ်ခုကတော့ sun cream ကိုကညနေမှာသွားဖို့ရှိရကွာဒါပေမဲ့မနေ့ကတည်းက sun cream လိမ့်လိုက်ဆိုပြီးညနေကျရင်ထပ်ပြီးတော့ make up လိမ့်မှုအတွက်မျက်နှာကိုဆွဲလို့မကောင်းတာပါညာဖြစ်မှာဆိုလို့ skin care တွေတစ်ခုချင်းစီမထည့်တော့ကွာအဲ့တော့ဒီလိုမျိုးအရေးကျဲတဲ့ sun cream လေးထည့်လာပါတယ်အဲ့တော့ sun cream လေးလိမ့်လိုက်မယ်ပြီးရင်တော့ဒီ Alicia က cushion အသေးလေးပေါ့နော်ဒီ cushion အသေးလေးဒါလေးကအိတ်ဆောင်လို့ကောင်းတယ်ပြီးရင် coverage လည်းကောင်းတာဖြစ်တဲ့အတွက်အဲ့လိုမျိုးညနေတွေပါသွားစရာရှိရပါညာဆိုအဆင်ပြေပေါ့နော်ဒီ cushion အသေးလေးထည့်တာပါလေပြီးရင်တော့ကိုကမျက်ကွင်းညိုတာတွေဒါမှမဟုတ်ရင်အမာရွက်တွေပါဖုံးကျင်တယ်ဖုံးဖို့အတွက်ကကြတော့မေးစွန်ဒီလေဒါလေးသုံးပါတယ်ဒါဘယ်လာကကွန်ဆယ်လာအသစ်ကလေးပေါ့နော်ဒါနံပါတ်30သုံးပါတယ်မေးစွန်အသားနဲ့ဒါမှအဆင်ပြေပေါ့နော်နံပါတ်20ဆိုညိုလို့ပါပြီးရင်တော့ပေါင်တာလေးကလည်းဒါပို့ပြီးတော့ coverage ကောင်းတဲ့ဟာလေးပေါ့နော် Yun Skin ကဟာဒီ foundation တွေမလိမ့်ဘူးဆိုရင်တော့မှဒီ sun cream ပြီးတဲ့အခါမှာဒါလေးကို2 way အနေနဲ့နည်းနည်းထူပိတ်လေးသုံးလိုက်ရင် foundation လိုပုံစံမျိုးဖြစ်တယ်ပေါ့နော်တော်တော်မျက်နှာပြစ်နာစာတွေကိုအုပ်သွားပေးပါတယ်ပြီးတော့ဒါပါနီကလည်းဒါ Maybelline ကမေဇွန်200ဝယ်ထားရမှာဒီရောင်လေးကပို့ပြီးတော့3ဖြစ်တယ်ပေါ့နော်ဒါလေးကတော်တော်လေးကို long lasting ဖြစ်တယ်မျက်နှာပေါ်တင်ထားရင်မပြတ်မချင်းတိတ်မပြတ်ဘူးပေါ့နော်တော်တော်မတ်ဖြစ်တယ်အဲ့တော့သူ့သုံးတဲ့ခါကျရင်လည်းမြန်ဖြန့်ပေးရတယ်ပေါ့နော်မဟုတ်တင်ထားရင်အကွက်လိုက်ကြီးဖြစ်သွားတတ်ပါဒါလေးကကြတော့ highlight တာပါ highlight တာကိုအရေးလေးပေါ့နော်မေဇွန်ဝယ်ထားတာတော်တော်ကြာနေပြီဘက်ကပါသူကလုံးဝရွှေရောင်လေးအဲ့လိုအရေးလေးဆိုတော့လေသုံးရတာအဆင်ပြေလို့ဒါလေးလည်းထည့်ထားပါတယ်အော်ဒီမှာဒါလေးလည်းရင်မွေးလေးပေါ့နော်ဒါကကြအဓိက night out တွေအတွက်မလေးအနံ့အခုချိန်မှာပြင်းတယ် night out တွေအတွက်မေဇွန်စွတ်ချင်စွတ်လို့ရအောင်ထည့်ထားပါပေါ့နော်ဒီနှခမ်းနီလေးပေါ့နော်ဒါမေဇွန်တစ်ခါ review ပေးပြီးတယ်ဒီနှခမ်းနီလေးကအဲ့လိုမျိုးအပြင်သွားကန်နီလာကန်နီဆိုသူကမျက်လုံးတွေပါသုံးလို့ရတာဖြစ်တဲ့အတွက် eye shadow အနေနဲ့ချဲ့ခြင်းနဲ့ဆိုဒီတည်းကကိုကြိုက်တဲ့ရောင်လေးချဲ့လို့ရတယ်ပေါ့နော် eye shadow ချဲ့မလားပါးနီချဲ့မလားနှခမ်းနီချဲ့မလားပေါ့နော်အဲ့တော့ဒါလေးတစ်ချောင်းနဲ့ထည့်ထားပါတယ် pencil eyeliner လေးကတော့မပါမဖြစ်ပေါ့နော်မေဇွန်ဒီကျန်တာတွေအများကြီးမချေရရင်တော့ဒီ eyeliner အရှည်ကြီးတွေမဆွဲရရင်တော့ဒီအတွင်း waterline ကိုထည့်ရတာအရင်ကြိုက်တယ်ပေါ့နော်အဲ့တော့ဒီ Maybelline ကဟာလေးပါပြီးတော့ mascara ပါဒါလည်း mascara waterproof တွေအဓိကသုံးတယ်ပေါ့နော်ဒါကိုလည်းအဲ့လိုမျက်ခုံးကိုခုနလိုလဲလောက်တယ်ပြီးရင် mascara သုံးချင်လဲဒါလေးသုံးပါတယ်ပြီးတော့ဒါလေးက eyeliner ဒါလေးလည်းတစ်ခါ review ပေးဘူးတယ်ဒါဘယ်လားမသိဘူးเนาะဟုတ်တယ်ဘယ်လား
ဘယ်လာနဲ့ Harry ဟာနည်းနည်းရောနေဘယ်လာဟာလေးတော်တော်လေး waterproof ဖြစ်ပြီးခံတယ် Oh my god တော်တော်လေး water ဘယ်လိုဖြစ်တော့မတူလားတော်တော်လေး waterproof ဖြစ်ပြီးခံတယ်ပေါ့နော်ဒီဘက်ကချွန်လေးက eyeliner ဥမာထားပါတော့ကိုမျက်ခုံးမွေးခုန mascara နဲ့လှုပ်ချင်တာမဟုတ်ပဲထပ်ပြီးတော့ဘိုးဖြစ်ပြီးတော့ထည့်ချင်နော်တစ်ဖက်ကဒီမှာဟိုဟာလေးပေါ့နော် eyebrow ဆွဲလို့ရပါတယ် eyebrow ဆွဲတဲ့ဟာလေးမျိုးဆိုခြုံထားရပါတော့မဟုတ်ရင်ဆွဲလို့မကောင်းပါဘူးလို့ချိုလေးဖြစ်အောင်လုပ်ထားပါတယ်ဒီက into it က lip balm လေးပါသူက SPF ပါတာဖြစ်တဲ့နေဘူးတန်နေပါတယ်လဲကာကွယ်တယ်ပေါ့နော်ဒါလေးပါပြီးနှခမ်းနေရခုနပြောသလိုပဲမီဇွန်အဲ့နေ့စိုးကျင်တဲ့အရာကိုကောက်ထည့်သွားလိုက်တယ်ပေါ့နော်အဲ့လိုမှမဟုတ်ဘူးကိုကအညူပဲစိုးကျင်တယ်ဆိုရင်တော့ဒီမီဇွန်ကြိုက်တဲ့ဒီ Revlon က003ပေါ့နော်ဒါ neutral ကအနာတုံးနေနဲ့အရန်လိုက်တဲ့အကြောင်းလေးဒါလေးလည်း review ပေးဖို့ပဲဒါလေးထည့်ထားတယ်ဒါ MAC ပေါ့နော်ဒါကြတော့ပုံမှန် cream type ပေါ့နော်445ဆိုတဲ့အကြောင်းလေး Revlon ကဟာလေးပါပဲဒါလေးနှစ်ခုကတော့ထည့်ထားပါတယ်ပြီးရင်တော့မျက်နှာအရန်66ကြီးလို့ခံစားရတာတို့ဒါမှမဟုတ် makeup မလဲငယ်မျက်နှာကို hydration ပြည့်ကျင်တာဆိုရင်တော့မေဇွန်ဒီလို mist လေးဖြန်းလိုက်တယ်ပေါ့နော်ဒါကတော့အမှန်တော့ဒါ finish facing spray makeup ပြီးရဲ့နောက်ဆုံးကြမှာ makeup ကိုလုံးဝမပြတ်မကွက်အောင်နေအောင်မရွေ့အောင်လုပ်တဲ့ဟာပေါ့နော်ဒါပေမဲ့သူ့ကိုမြင်ဆိုကြိုက်လုံးအားကြည့်လို့ makeup မလဲခင်မှာလည်းဒါကြီးဖြန့်ချတယ်ပေါ့နော်အေးလေးသုံးလို့တော့ကောင်းတယ်ဒါပေမဲ့တစ်ဝက်လောက်ပဲပါတယ်သူ့ပူပါလေဟုတ်ပါပဲမြင်ဆိုကအဓိကတော့ slim bag ကိုနည်းနည်းကြီးကြီးကင်နေပေါ့နော်ကြီးကြီးကင်တော့အဲ့ထက်မှာ iPad phone ပြီးလို့အိမ်မျိုးလို့ကောက်ထည့်သွားလိုက်တာပေါ့နော်အဲ့ဆိုတော့ပြီးပါပြီမဟုတ်ရင်သွားကန်နေအလှဟိုအချိန်နောက်ကျရင်ဘာမှမပြင်မဲသွားတာတို့ဒါမှမဟုတ်ကိုကြောင့်သူများကိုစောင့်နေရမှာဆိုအဆင်မပြေတော့ဒီလိုအိတ်နေတော့နော်မြင်ဆိုကားပေါ်မှာဟိုချပြီးကားပေါ်မှာပြင်ဆိုင်ရောက်မှပြင်တခါကျရင်လဲဆိုင်သာသွားလိုက်တာပါဘာမှမပြင်လိုက်တာလည်းရှိရပေါ့နော်အဲ့တော့ဒါကတော့ဒီနေ့အမေဇွန်အမြဲထက်ဖြစ်နေကြ makeup punch လေးတွေကိုပြပေးရဖြစ်ပါတယ်အဲ့ဆိုဘိုင်